စိန်နာမဏိယတနာနိဗုဒ္ဓံဗုဒ္ဓယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိဓမ္မံဓမ္မယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိတံကံတံဃယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိဗုဒ္ဓံဗုဒ္ဓယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိဓမ္မံဓမ္မယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိတံကံတံဃယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိဗုဒ္ဓံဗုဒ္ဓယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိဓမ္မံဓမ္မယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိတံကံတံဃယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိဗုဒ္ဓံဗုဒ္ဓယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိဓမ္မံဓမ္မယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိတံကံတံဃယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိဗုဒ္ဓံဗုဒ္ဓယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုကျွန်တော်ဖြိုးမောင် မဏိယတနာနိဓမ္မံ ကျွန်တော်ချစ်သူဘူးမောင် ကရံကရတိတရဏံ စစ်မှန်တဲ့အချင်းနဲ့ချစ်ခဲ့ပါစေ စိန်နာမဏိယတနာနိတံကံတံဃယတနာနံ ကျမချစ်သူကိုဖြူမောင်ပေါ်သက်ဆုံးတိုင်ချစ်ခဲ့ပါတယ် စိန် ဒီ နာ သစ္စာတရားကြောင့်ကျွန်တော်တို့ပေါ်ကြောက်မဲ့အနေနဲ့ကွယ်ပြောက်ပါစေ သမိတ်စတုစိန်နာမဏိယတနာနိဓမ္မံဓမ္မယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိတံကံတံဃယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိဓမ္မံဓမ္မယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိတံကံတံဃယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိဗုဒ္ဓံဗုဒ္ဓယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိဓမ္မံဓမ္မယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိန်နာမဏိယတနာနိတံကံတံဃယတနာနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုညီမလေးညီမလေးကိုအကိုကြီးတို့မခွဲတော့ဘူးအကိုကြီးတို့ပြန်လာခဲ့နော်ဖြိုးမငါတို့ညီမလေးပြန်ခေါ်ခဲ့ပါကွာငါတို့မင်းတို့မခွဲတော့ပါဘူးကွာ ညီမလေးနင်းရဲ့ချစ်သူအကူငယ်တို့လည်းညီလေးတယောက်လိုချစ်နိုင်ပါတယ်အကူငယ်တို့စီပြန်လာခဲ့နော်ကိုကြီး ညီမလေး ကိုလက် ဝမ်းသာလိုက်တယ်ညီမလေး ရောက်ပါရငါတို့ရဲ့ညီမလေးကိုမင်းဒီလောက်ချစ်နေမှမသိတော့ပါဘူးကွာ ညီမလေးတို့တကယ်ခွင့်ပြုပါရဲ့နော် ခွင့်ပြုပါတယ်ညီမလေးရေအကိုကြီးတို့တူးသောညီမလေးစိတ်ချမ်းသာဖို့အတွက်အကိုကြီးတို့ခွင့်ပြုပါတယ်လာအိမ်ပြန်ရအောင် ဝမ်းသာလိုက်တာကိုကြီးတို့ရဲ့ကိုဖြူဦးမောင်တို့တစ္ဆာမှန်လို့ကိုကြီးတို့ကခွင့်ပြုတာဟုတ်တယ်နော် ဟုတ်တာပါညီမလေး
ကိုလည်းတို့ပြန်လိုက်ခင်နော် ဝမောဆရာခွန်သားချို ဟုတ်သားပဲအကိုတို့ဝင်းမုံတို့အရေးကြီးရဲ့ဆရာကြောင့်နဲ့တွေ့ဖို့ခွင့်ပြုပေးဦးနော်လာကိုပြူ ဆရာပေးတဲ့အစီအမံတွေကြောင့်ကျွန်တော်တို့ချစ်သူတွေကိုနောင်ရေးအဆင်ပြေတော့ပါပြီဆရာ လောကကြီးမှာတစ္ဆာတရားတွေမေတ္တာတရားတွေကအရန်အရေးပါတယ်ကွယ်မင်းတို့ရဲ့မေတ္တာတရားတွေကြီးမားလို့အရာရာကိုအောင်နိုင်တာပေါ့ကွယ်တို့မြတ်စွာဘုရားရှင်ဟောထားတယ်လို့ပဲမေတ္တာတတ်သောအနန္တောမေတ္တာကိုရှေ့ရှုပြီးတော့မင်းတို့မေတ္တာထားတဲ့စိတ်ကလေးတွေကြောင့်မင်းတို့အောင်မြင်တာပါ ဟုတ်ပါရဲ့ဆရာပေးရတဲ့အတိုင်းဝင်းမုံတို့ချစ်သူတို့တစ္ဆာဆိုတိုင်တဲလိုက်လို့ဝင်းမုံကိုရဲ့ဒေါသကြီးပြေးပြီးအားလုံးအဆင်ပြေသွားတာပါ ဟုတ်ပါပြီဆရာရဲ့အစီအရင်တွေကြောင့်မင်းတို့အဆင်ပြေသွားတယ်ဆိုတော့ဆရာလဲဝမ်းသာတာပေါ့ကွယ် ကျေးဇူးတင်ပါတယ်ဆရာရဲ့ကျွန်တော်တို့ချစ်သူတွေလို့ဒုက္ခမျိုးဘယ်သူမှကြုံကြမှာမဟုတ်ဘူးနော်ဆရာ ဖယ်ဟုတ်ပါမလဲကိုဖြိုးမောင်ရဲ့လူတွေကကိုယ့်အပူမှအပူလို့ထင်တာလောကကြီးမှာလူတစ်ခုပူမှုရတဲ့ဆဲကလေးလူတိုင်းအပူတွေရှိကြတာပဲကိုဖြိုးမောင်တို့အတွဲထက်ပိုပြီးရင်နှင်းစရာကောင်းတဲ့ချစ်သူနှစ်ဦးဆိုတာလဲရှိခဲ့ဘူးလေကွ ဝင်းမုံတို့ထက်ဆိုတဲ့ချစ်သူစုံတွေရှိခဲ့ဘူးလေဟုတ်လားဆရာ ရှိတာပေါ့သမီးရဲ့ရှေးရိုးအစင်လာဖြစ်တဲ့တူးတနောင်းမယူကောင်းဘူးဆိုတာကိုဖြက်ပြီးတော့မိဘရဲ့စကားကိုနားမထောင်ပဲစွတ်လုတ်လိုက်တဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အဆိုးတွေနဲ့အခိုက်တွေကဘဝပြတ်မတဲ့အယမ်းကိုကြောက်စရာကောင်းခဲ့တာရှိခဲ့တယ်ကွ တီးခွင့်ရှိရင်တီးချင်ပါတယ်ဆရာ သိခွင့်ရပါတယ် နောက်ကြလိုက်တာနန်းလိုက် စောင့်နေကြပြီလားအကို ကိုချစ်သူကိုတွေးကျင်တဲ့ဆဲကြောင့်စောလာမိတာရဲ့နောက်ကြတဲ့ချစ်သူကိုစောင့်လိုက်ရတာလေတယောက်တည်းအထီးကျန်တွေကတကွာလောက်တော့ရှိနေလား တကယ်နန်းတောင်းမှမာတဲ့အကိုရဲ့ညီမလေးနန်းကြိုင်ပေါ့ညဦးကလေးကကြောတွေအောက်ပြီးလေတွေပွားနေလို့စေးဘူးလင်းပြီးပြုစုပေးနေရလို့ပါ အခုဘလို့နေသေးလဲကိုဘာလုပ်ပြရမလဲ ညီမလေးကိုစိုးရင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အကို ကျေးဇူးတင်နေလားနိုင်သစိမ်းနေဆန်လိုက်တာနန်းညီမလေးကကိုယ့်ရဲ့ညီမလေးပဲပေါ့နန်းကြရချူကြတယ်နော် ဟုတ်တယ်အကိုအခုလေညီမလေးကခဏမင်းနေတော့စေးဝဲမယ်ဆိုပြီးအမြန်ထွက်လာခဲ့တာရွာတောင်ပန်းကဒေါ်မိုးတို့ကိုလည်းရှောင်ခဲ့ရအခုလေယာတော့ကပြန်နန်းအောင်တို့အုပ်စုကိုလည်းရှောင်ခဲ့ရသေးတယ် ဘာဖြစ်လို့လဲကိုနဲ့ချစ်သူတွေဖြစ်တာကိုသိမှဆိုလို့လား ဟုတ်တယ်အကိုနန်းတို့ဒေတာအယူဆရာတူးတနောက်မယူရဘူးလို့တားမြစ်ထားကြတယ်မဟုတ်လားအကိုကအကိုမိသားစုထဲမှာအထွေးဆုံးတနာနန်းတို့မိသားစုမှာတူးအကြီးလေသူတို့သိကြရင်ကန့်ကွက်ကြမှာနန်းအကိုနဲ့မခွဲနိုင်ဘူးအကိုနဲ့လွဲရင်နန်းသေးမှာ နန်းရဲ့အကိုအဲ့လောက်တော့ချစ်တာပဲလား နန်းပြောတာတဲ့တောင်ပို့ပါတယ်အကိုရဲ့အကိုအိမ်ကတင်သဘောတူပါမလားအဲ့ဒီကိစ္စကိုစဉ်းစားမိတယ်နန်းရှင်တွေပူတယ်သိလား ကိုတို့နှစ်ယောက်ရဲ့အချစ်ကစစ်မှန်တဲ့အတွက်ကိုတို့ရဲ့အချစ်ကိုဘယ်ရာမှတားဆီးလို့မရပါဘူး
ကိုကနန်းကိုဘဝနဲ့ယဉ်ပြီးချစ်တယ်နန်းအကိုအသက်လောက်ချစ်တယ်ပြီးတော့ကိုရဲ့မိသားစုဟာကိုဘယ်လောက်ထိချစ်ဘယ်လောက်ထိအလိုလိုက်လဲဆိုတာဟောဒီတရွာလုံးသိနန်းကိုမယုံလား နန်းအကိုကိုရှုံပါတယ်ကံကြမ္မာအောင်မရှုံရဲတာပါနန်းတို့ကမပြေဆုံးတဲ့သူလေပြေဆုံးတဲ့အကိုရဲ့ရှင်ခွင်တွေကိုပျော်ပျော်ကြီးဝင်မရဲတာပါ အချစ်မှန်ချစ်နေဖို့ပဲရည်ကြည်တယ်နန်းစိတ်ချမ်းသာအောင်ဟောဒီနန်းလိုင်းဆိုတဲ့မိန်းမလာလေးဟာကျွန်တော်ရဲ့ချစ်သူပါလို့အိမ်ကလူတွေမိတ်ဆက်ပေးလိုက်မယ်ဘယ်လိုလဲ အကိုသာဘီနာမှာရှိမယ်ဆိုရင်နန်းလိုက်အရာရာကိုရင်ဆိုင်ရဲပါတယ်အကို ဒီလိုပဲပြရအောင်ဟောနန်းရဲ့ အမကလည်းဆေးဝယ်မယ်ဆိုပြီးထွက်သွားလိုက်တာအခုထိကိုပေါ်မလာတော့အကိုခုံမိုင်းနဲ့ချိန်တွေ့နေပြန်ပြီထင်တယ်မမဒါသူ့ချစ်သူနောက်လိုက်သွားရင်တော့ငါတယောက်တည်း ညီမလေးရေညီမလေးဘာတွေလုပ်နေရလဲ ဘိုက်စာလို့မမရဲ့ချစ်သွန်ခွာနေရမမဘာမှမပါလာဘူးလားညီမလေးတို့ ။အော်ညီမလေးကလေမမဆေးပဲသွားဝယ်ရလေဒါကြောင့်ညီမလေးတို့ဆေးပဲပါလာတာပေါ့ညီမလေးကဘာစားချင်လို့လဲမမလုပ်ပေးမယ်လေ ချင်မရဲ့လေချက်စားရင်ကောင်းမလားကစုံရက်ကိုချစ်သွန်ပြူလေးအုပ်စားရင်ကောင်းမလားလို့ ။အိုးမဟုတ်တာအဲ့ဒါတွေကအရေးစားတယ်လေအဲ့ဒါတွေစားညီမလေးကလေးအောက်ပြီးတော့ခံရခက်နေမှာပေါ့ ဒါဆိုညီမလေးကဘာစားရမှာလဲ ။စံဦးထဲမှာကြက်နှလုံးရှိတယ်မမကြော်ပေးမယ်လေ။ကြက်ဦးပဲကြော်ပေးရမလားအခုညီမလေးခွာထားတဲ့ကြက်သွန်ကြီးလေးနဲ့ရောပြီးကြော်ပေးရမလား မမကြီးကတော်တော်ပြောလာတဲ့ပုံပဲအကိုခုံမိုင်းနဲ့တွေ့ပြီးပြန်လာတာညီမလေးကိုမညာနဲ့နော် ။မညာပါဘူးညီမလေးရဲ့ မမတို့ညအိမ်အောင်ပြုတ်သွားရင်ညီမလေးတယောက်တည်းကြံခဲ့မှာပေါ့နော် ။အိုးမဟုတ်တာမမတို့မှဒီညီမနှစ်ယောက်တည်းရှိတာဒါတော့အကိုကလည်းသိနေတာပဲမမတို့အတူတူနေကြမှာပေါ့ အကိုခုံမိုင်းကညီမလေးကိုလက်ခံပါမလားပြီးတော့ညီမလေးကယောဂတယ်လေ အကိုကလေညီမလေးကိုစိတ်ပူပြီးတော့သူဘာလုပ်ပေးရမလဲတဲ့မင်းနေသေးတယ် တကယ် တကယ်ဘောညီမလေးရဲ့အကိုကသဘောထားကြည့်ပြီးယောက်ျားပြီးသားတယ်မမညီမလေးကိုသူ့ညီမလေးပဲပေါ့တဲ့ ဝမ်းသာလိုက်တာမမရဲ့ဒါဆိုညီမလေးဘာမှတွေ့ပြီးစိုးရိမ်စရာမလိုတော့ဘူးပေါ့နော် ဒါဘောညီမလေးရဲ့ ဒါဆိုမမတို့မြန်လက်ထပ်လိုက်တော့မမကိုအကိုခုံမိုင်းနဲ့သဘောတူတယ် လုံးဝသဘောတူတာခေါ်ပါငါတို့ရောမှာတအူးတနောင်ပေါင်းပေါက်ခွင့်မရတဲ့ဒလိတွေကရိုးစွမ်းနေပြီဒါအောင်နေမသိဘူးလား ဟုတ်တယ်သားအမေတို့မိသားစုထဲမှာအငယ်ဆုံးတားယူမဲ့မိန်းကလေးကသူတို့မိသားစုထဲမှာအကြီးဆုံးမလို့တအူးတလောင်းဆိုတာမယူကောင်းပါဘူးသားရဲ့ အမေရလေဗျာအဲ့လိုရှေးရိုးဆွဲတဲ့အယူဆွဲတွေကိုဒါလက်မခံဘူးဒါနန်းလိုက်ပဲချစ်တယ်သူ့ကိုပဲယူမယ်သူ့အမမရအမေသားကြောက်သိတယ်နော် သားဒုက္ခရောက်မှဆိုလို့အမေကတားနေရပါကွယ်တားမရတော့လေကို့အကြောင်းနဲ့ကိုပေါ့အမေကတော့အမေမသိခင်ငါသားလေးဒုက္ခရောက်မှမမြင်ချင်ဘူးကွယ် အမေကလည်းဘာတွေပြောနေတာလဲ နေပါစက်ကိုပိတ်ထားသားတအူးတနောင်ယူမိလို့ခွန်စံတို့လက်မရဘာဖြစ်သွားလဲအာယူတို့နမ်းမွန်တို့လက်မရရောဘာဖြစ်သွားလဲတိပါလုံးသိတယ်အဲ့အောင်နေမသိရလား သူတို့ဖြစ်တိုင်းကျွန်တော်တို့ကဖြစ်ရမှာလားလူဆိုတာသူ့ကံနဲ့သူပဲလေကံချင်းတူတာမှမဟုတ်တာဘာကြောင့်လဲမှကျွန်တော်တို့ချစ်သူကိုခွဲလို့မရအောင်ကျွန်တော်တို့ဒီအိမ်မှာနေလို့အမေတို့အမတို့ခိုက်တယ်ဆိုရင်ဒီအိမ်မှာကျွန်တော်တို့မနေဘူးအဖေပေးထားတဲ့လယ်ထဲမှာသွားနေလာနန်းလား တားနဲ့အမေလူမိုက်သူကြိုက်တဲ့လမ်းကိုသူရွေးချယ်သွားတာဒုက္ခရောက်မှအမေနဲ့အမရဲ့စိတ်နာနားလဲနေမယ်လွတ်ထားလိုက်မေ ဟေ့ဘောဘယ်ခေါ်နေရလဲငါထမင်းမစားဘူးဘိုက်စားနေပြီ ဟာမင်းကထူးဆန်းပြမလို့ ထူးစမ်းအေးငါဘာစားပါ ဟာမင်းခိုးရအောင်သိပြီလား အေးပြီးတကယ်တွေ့ပါတော့ ဟိုမကြီးတွေ့ တွေ့ပါဘာတွေ့လို့လဲကွာ ဟာမင်းတိတ်ချကြည့်သမ်းပါဟာမင်း ဟာဒါခိုးမိုင်းတော့ရင်မဟုတ်ဘူးလား ဟုတ်တယ်လေမင်းကထူးဆန်းတာတွေ့အောင်ခေါ်လာတာ ဘာထူးစမ်းလို့လဲကွာ ဟာခွန်မိုင်းနဲ့နန်းလိုက်လို့ဒီနေ့ပဲလက်ထပ်လိုက်ကြပြီ ဟေး ဟာမင်းခွန်မိုင်းကြောင့်လည်းသိရတာနဲ့ကွာဒီနေ့ပဲမင်္ဂလာဦးစွန်းဖုန်းကြောင့်ပဲကပ်ပြီးသွားပြီလက်ထပ်လိုက်ကြပြီအဲ့ဒါကိုမင်းကိုထူးဆန်းတာတွေ့အောင်ခေါ်လာတာအခုဒီမှာသူ့မိဘတွေကိုလာကြတော့နေတာ အေးကွာထ
ထူတော့ထူးစားတယ် အေးအဲ့ကြောင့်လာခေါ် တာချစ်သူကိုမခွဲနိုင်လို့အမေနဲ့အမတို့ရဲ့စကားကိုနားမထောင်တဲ့အတွက်အပြစ်ဆိုရင်လည်းသားတို့ခွင့်လွှတ်နားလည်းပေးပါမယ်သားတို့ကြောင့်အမေနဲ့အမတို့စိတ်တော်ကဒုက္ခမရအောင်သားပြောသလိုပဲအဖေလေထဲမှာပဲသားတို့သွားနေပါမယ်ဒါပေမဲ့သားအလုပ်လုပ်ဖို့အတွက်နဲ့သားချစ်သူကိုပြည့်ပြည့်စုံစုံထားဖို့အတွက်အရင်ကြီးတော့လိုတယ်မေ ဘာလဲနေတခါတော့အမွေခွာနေရတာခွန်မိုင်း တမီးအဲ့လိုမပြောအောင်လေသွားအမေကောင်းအောက်ကအထုပ်လေးသွားယူလာလိုက်ရှော့အမေအကောင်ပေးလို့တော့မရအောင်တော့မေ သိပါတယ်တမီးရဲ့ကြော့တာအမေတန်းနဲ့တော့ပေါ့ကွယ်တားအကြောင်းသူ့လူကြိုပြင်ထားတာတမီးတို့ကတတ်တတ်ရှိပါတယ်တမီးနားလာရင်တမီးဆင်းရဲလို့အမေသဘောမတူတာမဟုတ်ဘူးနော်တဦးတနောင်းဆိုတဲ့အယူကြောင့်အမေကိုနားလည်ပေးပါ သမီးနားလဲပါတယ်အမေသမီးတို့ကိုနားလဲခွင့်ပြုလို့သမီးကကျေးဇူးတင်နေတာပါနိုင်ရင်ထဲမှာလေဘလို့ကြီးလည်းမသိဘူးအကိုရဲ့အခုကိုပိုင်ဆိုင်ခွင့်ရလို့နှွေးထွေးလုံခြုံရပြီမင်းနန်းချောင်းအကိုနဲ့အခုမိသားစုဒီလိုဖြစ်သွားတော့နန်းစိတ်မကောင်းသိလား အချစ်စစ်တို့လမ်းမဖြောင့်ပြဘူးလေနိုင်ရဲ့တခုမဟုတ်တခုတော့ခက်ခဲရှိမှာပဲဘလို့ခက်ခဲပဲရှိရှိဟော်ရီယာကိုရဲ့နန်းလေးကိုရင်ခွင်ထဲမှာထွေးပေးထားပြီးတော့အတူတူကြော်ပြကြမှာကွာနော် နန်းလည်းကိုချစ်ပါတယ်ကိုရဲ့နန်းကလေနောက်ဆုံးထွက်သက်တီကိုရင်ခွင်ထဲမှာပဲနေပြီးတော့သစ္စာရှိပြီးတော့ပါမီဖြစ်သွားမှာပါ ကျုံပါတယ်မိမရဲ့ အကိုနားကိုဘယ်လိုခေါ်လိုက်တာလဲ မိမလို့ခေါ်လိုက်တာလေ အကိုကလည်း ဘာဖြစ်လို့လဲ ခေါ်ရမိန်းမာတဲ့ရှက်စရာကြီး ကိုတို့နှစ်ယောက်လက်ထပ်ပြီးပြီလေချစ်သူတွေမှမဟုတ်တော့တာလင်မယားတွေဖြစ်သွားကြပြီပဲအဲ့ဒါကြောင့်မိမလို့ခေါ်လိုက်တာ အဲ့ဆိုလေခေါ်ပါယောက်ျားရေခေါ်ကိုရောဦးရမကင်းနေ မင်းလောင်ညလေကွာမင်းကလေ ညီမလေးမအိတ်သေးတာဘာဖြစ်နေလဲညီမလေးကျောင်းနေရဆိုတဲ့ချိန်နဲ့မမရဲ့ ညီမလေးဘာမှစိတ်မပူမမရှိတယ်နော်မညီမလေးနှိပ်ပေးမယ်နော်ညီမလေးနော်ညီမလေးတက်တယ်လားဘလို့နေသေးလဲညီမလေးဘာနှိပ်ပေးမယ်နော်မလေးတက်တာလားဟင် တာပါမမရဲ့ အဲ့ဒါဆိုရင်
ညီမလေးတောက်နေကြစေအမသွားယူလိုက်မယ်နော် ဟုတ်ကဲ့မမ အကိုအခန်းထဲဝင်မအိပ်ပဲနဲ့ဘာဖြစ်လို့အိမ်ဘဝမှာထွက်ထိုင်နေရလဲ ညီမလေးဘယ်လိုနေခဲ့လဲ ညီမလေးသက်သာပါလေကိုရဲ့ သိကြလို့ သိကြပါလေဟိုအိတ်တောင်ပြောနေ မသိကြပါဘူး အကိုဘာဖြစ်ညာလဲကိုရဲ့ ဘာပြရမှာလဲနန်းထိချင်တာပဲသိတယ်လာစမ်း ရိုင်းဆိုင်လိုက်တဲ့ငမိုက်သားလင်မယားငါရဲ့ရတနာတွေစောင့်ရှောက်နေတဲ့ဒီတဲမြေမှာဟီရီအော်တပတ်တရားကင်းစွာနဲ့ဒီလိုကာမကိစ္စတွေကိုလာပြီးပြုံးမှုနဲ့ရကြပါဟဲ့ငါစောင့်ရှောက်နေတဲ့ရတနာတွေကနောင်ပွင့်တော်မူမဲ့အရေမတရားဖရားရဲ့သာသနာအတွက်လူတိုင်းဖို့အတွက်ငါစောင့်ရှောက်နေတာဟဲ့ငါရဲ့ဒီနေရာမှာဒီလိုမခွင့်မရကိစ္စတွေပြုံးမှုတဲ့ငမိုက်သားလင်မယားနဲ့ကိုငါကောင်းလို့ဒုက္ခပေးမယ်နေလို့ကိုမေထမမပြင်လာကြီးထမစားကြမယ်လေ ငါမစားသေးပါဘူးရေ အရှင်လည်းကြည့်အောင်မေမွန်လွဲနေပြီတပြက်စားနေပြီမြို့ဆောင်နေတာ စားနေလားစားနေမော်ရေဝင်ရဆက်တာမှမဟုတ်တာ အမေသားမရှိတဲ့အမေသမီးဘူးအကြီးပဲပြောနေတာတော့မေဘာလဲအမေသမီးမကျင်တတ်တာလားအမေသားထွက်သွားသမီးပြောကလုံးဝမပေါအောင်တော့မေ မဟုတ်ပါဘူးရေငါသားလေးကိုသတိရလို့ပါ အမေခုမအောင်မခွဲနိုင်ဆိုလဲနန်းလာခေါ်လာတဲ့အမေရအောင်ခွဲပါလား မလို့ရပါဘူးရေငါသားလေးခံစားနေရမှာပေါ့ အမေခုမအောင်ရှိပုံကအမေလွဲနေတော့မေ ငါသားကရှိတာလွယ်ရလို့ရှိသေးလားအေး လွဲတာပေါ့အမေရဲ့အခုပဲကြည့်လေအမေသားခုမိုင်းလွဲရကြအမေဆွေမျိုးတွေကအစမေတုခေါ်ပြောပဲရှိတော့ရလေအပူတွေခုမှဆိုလို့သမီးတို့ဝိုင်းကျင်ထားအောင်မလေးမေရဲ့ ဘာပဲဖြစ်ဖြစ်ခုံမိုင်းဆိုတာငါရဲ့သားအငယ်ဆုံးနေ့ကတူးစီရောမှာဒုက္ခဖြစ်လာရင်တူတူဖြစ်ရှင်းရမှာပေါ့ ဘာလဲအမေကအမေသားလင်မြောင်အိမ်မခေါ်နေထားမလို့လားဒါတော့လုံးဝမဖြစ်ဘူးနော်အမေသမီးတားနေရကြတဲ့အမေဇွတ်လောက်မှဆိုသမီးကိုယ့်ကိုတတ်သေးလိုက်မှာနော်မေ ဒါကလေအကိုကြိုက်တဲ့အာလူဟင်း ငါမိမလက်ရတော့လေအနက်ရတာနဲ့ကိုဗိုက်စားလာပြီ ပို့ပြီအကိုကတော့ဒါကတော့အကိုကြိုက်တဲ့ဝတ်သား မိမဘာဖြစ်လို့လဲအခုလိုအဲ့လိုခဏခဏပြစ်တယ်နော်ဆရာပြမလား ပြပြီပြီကိုခွန်မရဲ့မမလေးဘိုက်ကြီးနေရတဲ့အဲ့ဒါတတိတုတ်စားခြင်းနဲ့ဆိုလို့နန်းကြံလာဖို့ပြနန်းကြံကလေးထင်ရတော့မှ နန်းကြိုင်ဒီဘာရှောက်ပြောနေရလဲ မိမတကယ်လားဒါဆိုကိုတို့ကလေးရတော့မှာပေါ့နော်ကိုတို့ကြိုးစားထားတာအရာတင်ပြီပေါ့နော် အကိုကလည်း မမကလည်းဘိုက်ရှက်နေရလဲယောက်ျားရှိတဲ့သူတိုင်းကကလေးမွေးရတာပဲလေ နန်းကြိုင်တော်လိုက်တော့ဒါမိမ့်မပြူလေးပြောရမယ့်စကားမဟုတ်ဘူး နန်းကြံဝမ်းသာလို့ပါမမရဲ့ တော်နေငါနာမမနဲ့သွား မမရှက်နေကြ ကိုကတော့လေตาလေးပဲရရသမီးလေးပဲရရကိုကတော့ချစ်မှာနောက်မချစ်ဘူးလားမိမဘာဖြစ်လာလဲဦးမိမရဲ့ အော်
မပြောဘူးလားဒီချိန်မှာကိုတို့ပျော်နေရမယ့်ချိန်လေ နန်းလည်းပြောပါတယ်အကိုဒါပေမဲ့တတိရှိတာကိုမသိခင်တည်းကနန်းအိမ်မက်တွေမကောင်းဘူး ဘာဒီအိမ်မက်မက်လို့တော့ နန်းအိမ်မက်ထဲမှာလေကြောက်စရာကောင်းတဲ့မိန်းမတစ်ယောက်နန်းလောက်ကိုလိုက်တာဘာရီပြောနေမှလည်းနန်းမသိဘူးဒေါသကြီးပြီးတော့ပြောနေတာတော့အမှန်ပဲထူးတာကလေနန်းအိမ်မက်တိုင်းမှာသူ့ပပနေတဲ့အကိုနန်းကြောက်တယ်အကို ထူးတော့ထူးတယ်နိုင်ရဲ့ဆရာတော်ကြီးနန်းအိမ်မက်အကြောင်းကိုပြောပြပြီးတော့မေးကြည့်ရမယ် တခါလေးပြောပုံရဆိုရင်တက္ကမလေးအိမ်မက်ကအတော့ထူးဆန်းတယ်ဒီအိမ်မက်ကိုပဲကြီးကြီးမက်တာဆိုတော့တခုတော့တခုပဲတက္ကမလေးရှိတူတယ်အေးအနန္တောအနန္တ၅ပါးကိုစိတ်ထဲကမှတ်ပြီးတော့တဏှာကုံ၃ပါးကိုပါဇက်ကမပြတ်ရွတ်စမ်း တင်ပါ နော်တက္ကမလေးမက်တဲ့အိမ်မက်ကသွေးလေးချော်ချလို့မက်တာမဟုတ်ဘူးအပိုင်စားရတဲ့နတ်မိတ်ဆာတူကမကြေနပ်လို့အညိုးနဲ့လိုက်နောက်ချက်နေတာ တပည့်တော်တို့လုံနေကြအလောက်ကလွယ်ပြီးတော့ဘာအမှမလုပ်ထားပါဘူးဗျာ အေးတခါလေးကိုယ်တိုင်အမှားကိုအမှားမှမသိတဲ့အမှားမျိုးပေါ့အန်တော့ကပ်ပြီးစရေဝန်သေးတဲ့မင်းတို့မင်္ဂလာဥဆုံးကတဲ့တဝူတနောင်ပေါင်းဖရင်ဘဝမှာအနောက်ရှေ့အတိုက်ခိုက်တွေရှိနိုင်တယ်လို့ဘုံဘုံမင်းတို့မေးခဲ့တာလေ ဘာရီဖြစ်လာနိုင်တယ်လဲဖေဟာ ကောင်းတဲ့ဆိုင်အဆိုးကိုကြုံရမှာပေါ့ကိုကမှားခဲ့ပြီပဲအဲ့ဆိုးတဲ့အဆိုးကိုပေါ့အောင်လို့ကြိုးစားရမယ်လေအဲ့တော့တခါလေးဘုံဘုံရှိမှအိတ်ဆန်တော့အိမ်ဆောင်ခါတာကိုလာသင်တက္ကမလေးမိဘကဝင်လာနဲ့မပြတ်ရွတ်ပြီးတော့အရွတ်ရက်တာနဲ့မိစ္ဆာနောက်ဆက်တော့မှာနောက်တစ်ခုအရေးကြီးတာကအချင်းမြုပ်ဖို့ပဲကွတက္ကမလေးမိဘပြီးတာနဲ့အဲ့ဒီအချင်းကိုတက္ကတို့ရဲ့အိမ်အရှိမြောက်တော့အရက်ကတစ်ပင်အောင်မှာခုနကားထာကိုစီးချပြီးတော့တေချာမြုပ်အထိုက်လျောက်တော့မိစ္ဆာရံကကာကွယ်နေပါလိမ့်မယ်ကွယ် တပည့်တော်အတိအကျလိုက်နာပါမယ်ဗျာ အေးတပိတတဝေယဟွန်တုဗျာပိဇာဟွန်တုနေကဟွန်တုဒုက္ခိအတ္တနပိယရန္တုဒုက္ခမုစ္ဆန္တုယတရသမိုက်ဒေါမဝိကိသံကမ္မတကာတကာနဲ့တကမဘေးရန်အပေါ်မှာကင်းလို့ပါစေအန္တရာယ်ကင်းပါစေရန်စွဲရှင်းပါစေဗျာ ဆရာတော်ဖေဟာပေးတဲ့ဆုနဲ့ပြည့်ရပါစေဖေဟာ ညီမတို့စိတ်တွေလေးနေတယ်ဒီကလေးကိုမွေးရမှာတော့ကြောက်နေမိတယ်ဘာတွေဖြစ်လာနိုင်တယ်လဲအကို ကိုလည်းပဲပြောတတ်ပါမလဲနန်းလာရဲ့ဆရာတော်ပြောတဲ့အမှားဆိုတာကိုပဲစဉ်းစားနေတာ ဟုတ်တယ်နော်နန်းတို့ဘဒုကိုမှမစော်ကားခဲ့တယ်လို့ဘဒုကိုမှလည်းဒုက္ခရအောင်မလုပ်ခဲ့ဘူးဖះလည်းမှန်မှန်ရှစ်ခိုးနေတာပဲဘေးအရာမှားနေတာလဲအကိုအရန်စိတ်ညစ်ဖို့ကောင်းတာပဲ ဥပဒံကြောင့်ဥပတ်ရောက်ပါတယ်နန်းလာရဲ့တိတ်ပြီးတော့လည်းဆွဲလန်းမထားပါနဲ့ဆရာတော်ကဂါထာတွေမန္တန်နေသင်ပေးမယ်လို့ပြောထားတယ်လေကိုတို့ယုံကြည်ကြည်နဲ့ရွတ်ဖတ်ပူဇော်လာရင်အနေအပေါင်းလွတ်ကင်ပါပါပြီးတော့ပြည့်ရည်တို့ရေမန်းတို့လည်းတောင်းထားလိုက်မယ်လေကဲလာပါအိမ်ပြောင်း အကိုဒီကိစ္စကိုညီမလေးသိလို့မရအောင်လို့ညီမလေးသိရင် तू သိကြောက်နေမှာ ကိုသိပါတယ်နန်းလာရဲ့နန်းလိုင်းသာပုံပြတ်မနေနဲ့နန်းလိုင်းပြောတာနန်းလိုင်းရှေ့မှာကိုရှိတယ် နန်းလိုက်ကျွေးမဲ့ရုံပါတယ်အကိုရဲ့ မေ ဒါရီရင်သွားမယ်ဆိုပြီးဘာဖြစ်ပြန်ရောက်လာလဲညနာလည်းမကောင်းပါလား
အမေနေမကောင်းလို့လား လူကကောင်းပါလေစိတ်ကမကောင်းတာညီမောင်လုပ်ဖို့မကျေနပ်လို့ ခွန်မိုင်းပါမွေလိုက်ပြန်ပြီလေအမေရဲ့အမေသူ့စီကိုရောက်ခဲ့လို့လားသမီးအတက်နဲ့မှားထားတဲ့အမေရဲ့ ဘာမှမမွေပါဘူးအမေနဲ့အမနဲ့ကိုအသိမှမပြုလို့စိတ်မကောင်းဖြစ်မိတာပါ ဘလို့အသိမှမပြပါလဲ သူမိမတူဦးလေးမွေးတော့မယ်တဲ့နီလာညလာမသိဘူးတဲ့ဒါတော့အရေးကြီးတဲ့ကိစ္စကိုသူများပြောမှငါသိခဲ့ရလို့စိတ်မကောင်းဖြစ်မိတာအေး သူ့တော်သမီးတို့ကြောင်နေသေးရပဲအမေကဘာလို့လွမ်းနေရလဲပြစ်ထားလိုက်တယ်မိသားကို နေကမဆိုတော့ပြောနိုင်တာပေါ့ငါက6လလော်ယူ10လမွေးထားတာနေပြတ်နိုင်မယ်နဲ့ငါမပြတ်နိုင်ပါဘူးအေး ခွန်မိုင်းဆိုတာသမီးရဲ့တူးသီးသောမောင်လေးပါအမေရဲ့သူ့ဘဝပြတ်မှာဆိုလို့ဂယုဏဒေါသတွေဖြစ်နေပေမဲ့သမီးလည်းခံစားရပါတယ်အမေရဲ့ ယောက်ျားရေအမေရေ ခဏလေးပါအေးညီရတယ်ဒီမှာထွက်တော့မယ်ခဏလေးထောင်းနော် အိစိတ်တော်တာတာပကကေစင်ကာမတိဤတော်စီတော်အိဆန်တော်လောကဓာတုမိအတ္တဘာဝေနစာတယေအိစိတ်တော်တာတာပကကေစင်ကာမတိဤတော်စီတော်အိဆန်တော်လောကဓာတုမိအတ္တဘာဝေနစာတယေအိစိတ်တော်တာတာပကကေစင်ကာမတိဤတော်စီတော်အိဆန်တော်လောကဓာတုမိအတ္တဘာဝေနစာတယေအိစိတ်တော်တာတာပကကေစင်ကာမတိဤတော်စီတော်အိဆန်တော်လောကဓာတုမိအတ္တဘာဝေနစာတယေအိစိတ်တော်တာတာပကကေအိဆန်တော်လောကဓာတုမိအတ္တဘာဝေနစာတယေအိစိတ်တော်တာတာပကကေစင်ကာမတိဤတော်စီတော်အိဆန်တော်လောကဓာတုမိအတ္တဘာဝေနစာတယေအိစိတ်တော်တာတာပကကေစင်ကာမတိဤတော်စီတော်အိဆန်တော်လောကဓာတုမိအတ္တဘာဝေနစာတယေဘာလေးမွေးတာလေ ယောက်ျားလေးကမင်းကလေးလား မင်းကလေးအဲ့ဆိုတူမလေးရပြီနန်းကြိုက်ပြောလိုက်တာ သမီးလေးသမီးလေး ရော့နင်တောင်းထားတဲ့အချင်းအိုး ကျွန်တော်သမီးလေးကချောလားချစ်စရာကောင်းလား နန်းကြိုင်တူမလေးပဲနန်းကြိုင်နဲ့တွင်ချောမှာပေါ့ အကိုအချင်းရောသေချာမြုံတော့ စိတ်ချအကိုခုပဲတော့မြုပ်လိုက်မယ် အိစိတ်တော်တာတာပကကေစင်ကာမတိဤတော်စီတော်အိဆန်တော်လောကဓာတုမိအတ္တဘာဝေနစာတယေအိစိတ်တော်တာတာပကကေစင်ကာမတိဤတော်စီတော်အိဆန်တော်လောကဓာတုမိအတ္တဘာဝေနစာတယေတွေ့ကြပြီပါမမိုက်သားရဲ့ဒါငါတော့ခွင့်ရေးပဲဟိုထဲမှာချင်းမရှိတော့ဘူးငါဘာလုပ်ရမလဲနန်းလိုက်တဲ့တစ်သက်လုံးစိုးရိမ်နေတော့မှာဘာလုပ်မလဲဟုတ်တယ်ဒီကိစ္စကိုငါဘယ်သူမှအသိမပေးပဲနေရမယ်
နဲ့လေငါတကယ်စိတ်ညစ်လာပြီသိလားဘာမှလည်းမသိဘူးငါစိတ်ချုပ်လိုက်တာထိတ်ချင်တော့နင်တို့ငါတကယ်အာယုံနောက်နေပြီငါစိတ်ညစ်လာပြီတော့နင်တို့ငါမထိတ်ချင်တော့ဘူးတကယ်ပဲဘာမှလည်းမသိဘူးဟာစိတ်ညစ်လိုက်တာနုနဲ့အမရဲ့အမသားနဲ့သမီးနဲ့လာထိတ်မအောင်ဒီမှာဘလို့မှမနိုင်တော့ဘူးတော်တော်စိတ်ညစ်နေပြီလေနင်တို့နဲ့တကယ်စိတ်ညစ်လာပြီလား သားနဲ့သမီးကဘာဖြစ်နေကြရတော့ ဒီမှာလေမမရဲ့သားနဲ့သမီးနဲ့ဘလို့မှထိတ်လို့မနိုင်တော့ဘူးနန်းကြိုင်နေမကောင်းတာတော့ဘယ်ရောက်တော့မှမသိဘူးအာယုံလေးတကယ်နောက်နေပြီသိလား ညီကလေကလေးတွေကိုမုတ်လေးပါလေကျွေးထားပေါ့အေး အိမ်မှာဘာမှမရှိတာအမသားသမီးကိုကြွေးချင်ကိုယ်တိုင်သာသွားဝယ်လိုက်တော့ အေးပါအေးငါသွားဝယ်ပေးပါမယ်ညီငါကလေးထင်းလို့ညီကျမ်းမာနေရနော်ဟွန်း ငါလေးလိုက်မယ် ဘာလိုက်လို့မလုံးရှင်း ဟိုအကြောင်းရှိလို့ပေါ့ ဘာအကြောင်းလို့ လိုက်မယ်ဆိုလိုက်မယ်ဟိုသွားသမား နောက်ပါပြီဟဲ့နို့လေတကယ်ပါပဲထိုင် ဘာဖြစ်နေလဲအခုဘာဖြစ်နေလဲကိုရဲ့ နန်းကြံရဲ့အိမ်မှာကလေးနှစ်ယောက်နဲ့ချိန်ပြည့်ရှိနေတယ်ကိုနှစ်ယောက်ဘာလုပ်လို့မရဘူးတော်ဆိုးတဲ့နင်တို့လင်မယားပဲပထမတစ်ချိန်ဆရာတော်အစီရင်ဘုန်းတကိုးနဲ့ကားထားတော့အစွမ်းကြောင့်နင်တို့လွတ်သွားပြီမယ်ဒီတစ်ချိန်လုံးဝမလွတ်ဆရာဘူးနင်တို့ကိုငါကောင်းကောင်းဒုက္ခပေးပြမယ်နင်တို့ရဲ့အသက်ဝိညာဉ်ကြောက်ဆက်ရမယ်ဟိုင်းငါတော့မလိုက်နဲ့ငါတော့မလိုက်နဲ့မင်းမဘာဖြစ်လို့ သမီးကြီးမွေးတော့အိမ်မက်မျိုးမတက်ဘူးဒီတစ်ခါလေးအရင်ဆိုတယ်အဲ့ဒီမိန်းမကြီးငါလည်းတော့တက်ဖို့စူးစမ်းနေတာဖေကလေးရတော့မထင်နဲ့ကိုကလေးရတော့မဆိုရင်ဒီအိမ်မက်မျိုးခဏမတော့မှာနဲကြောက်တယ်ကိုနဲဘာလို့ရမလဲ မိမလည်းသမီးကြီးတော်9နှစ်ပြည့်တော့မယ်အဲ့တော့မတ်ခဲ့တဲ့အိမ်မက်ကြောင့်ဘာဖြစ်ခဲ့လို့တော့သိပြီးတော့ဆွဲလန်းမထားပါနဲ့ကွာနော် အခုဒီအိမ်မက်ကိုဆရာတော်တော့ပြအောင်နော်နဲကြောက်လို့ပါ အေးပါကွာမိမစိတ်ကျင်တော့မနေ့ကညဆရာတော်ဘုရားကြောင်းနော်ဒီစိတ်အေးထားပြန်အိမ်ဘာမှကြောက်လို့ရှိနော်ပြန်အိမ်ဒီခါကြီးတို့အကြောင်းကိစ္စရှိတယ်တဲ့နဲ့ မမဖေဟာတပည့်တော်ရဲ့တဦးမိန်ကလေးမွေးတော့အောင်လို့တပည့်တော်ရဲ့အိမ်ဒီမှာထူးဆန်းတဲ့အိမ်မက်တွေမတ်ပြန်ပြီဖေဟာ အကြောင်းရှိလို့အကျိုးဖြစ်တယ်ဆိုတော့တခုတော့မှားကြနေပြီတဲ့နဲ့ တပည့်တော်မတို့လေဆရာတော်ဘုရားကြီးမှားထားတဲ့သတိနဲ့နေပါလေဖေဟာဘလို့အမှားမျိုးကိုမှမကျူးလွန်ခဲ့ပါဘူးဖေဟာ အေးကို့အတွက်ဘာမှမဟုတ်ဘူးလို့ထင်ခဲ့ပေမဲ့တစ်ဖက်လူကိုထိခိုက်စေရင်အပြစ်လို့မှတ်ယူရတယ်ဒီကမာလေးရဲ့ခဲခဲလားရောက်တော့ကြည့်လို့လား ဒီမှာ တခါခုံမိုင်း တင်ပါဗျာ ခုံမဲတီရောမဲသားတော်ကြီးဆိုရွာထဲဖြတ်သွားတယ်ဗျဘာလို့ဖြစ်ကုန်ပြီလဲမသိပါဘူးဗျာ ဒီနေ့ငါအိမ်မှာမဲသားချက်စားမဟဲ့
စားခြင်းတဲ့လူတွေလာခဲ့ကြဒါပေမဲ့ငါမိမစားလို့ကြံပါမင်းတို့စားရမယ်ဟာ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  အမေသားငါစားမယ် မမ ။ညာ။ဘာနဲ့တခါဆုံဘူးလေ။သေးသေးတယ်မလား ဟုတ်တယ်လေကိုရဲ့ရဲဘူးကြီးလား
ဒီခါကြီးတို့အကြောင်းကိစ္စရှိတယ်တဲ့နဲ့ မမဖေဟာတပည့်တော်ရဲ့တဦးမိန်ကလေးမွေးတော့အောင်လို့တပည့်တော်ရဲ့အိမ်ဒီမှာထူးဆန်းတဲ့အိမ်မက်တွေမတ်ပြန်ပြီဖေဟာ အကြောင်းရှိလို့အကျိုးဖြစ်တယ်ဆိုတော့တခုတော့မှားကြနေပြီထင်တယ် တပည့်တော်မတို့လေဆရာတော်ဘုရားကြီးမှားထားတဲ့သတိနဲ့နေပါလေဖေဟာဘလို့အမှားမျိုးကိုမှမကျူးလွန်ခဲ့ပါဘူးဖေဟာ အေးကို့အတွက်ဘာမှမဟုတ်ဘူးလို့ထင်ခဲ့ပေမဲ့တစ်ဖက်လူကိုထိခိုက်စေရင်အပြစ်လို့မှတ်ယူရတယ်ဒီကမလေးရဲ့ခက်ခက်လားရောက်ဆုံးကြည့်လို့လားတခါခုံမိုင်း မမဖေဟာအချင်းမြုပ်ဖို့ပေါက်တူးသွတ်ယူပြီးပြန်လာတော့အိုးထဲမှာအချင်းမရှိတော့လို့ပါဖေဟာ အေးအဲ့ကလေးမှာဘာတူးကြရရှိလဲ ခလေးလင်မှာဆွဲထားတယ်ဖုံဖုံပြီးတဲ့ပေးရိတ်ကျိုးလေးဟာတစ်ခါမှအယောင်တောက်တယ်လို့ထင်ရပါတယ်ဖေဟာ အေးကလေးရဲ့ဖုံးကန်တဲ့အရန်တားတွေကြောင့်အန်ရဖြစ်မလာပြီမဲ့တတိတော့ထူးထားလိမ့်မယ်တခါလေးတို့တတိတစ်ချက်လွတ်ရင်အသက်တွေရင်းရလိမ့်မယ် အရှင်ဖေဟာတပည့်တော်မတို့ကဲပါအောင်ဖေဟာ အမနေမကောင်းလားအားနေအိတ်ခမ်းထဲမှာပဲဝင်းခွေနေရပဲခဏနေအကိုခွန်မိုင်းကပြန်လာတော့မှာထင်းဝဲပြင်တော့လေ နေပြင်ပေးလိုက်လေပြီးတာပဲဟို နေရောမစားဘူးလား နေချစ်တဲ့ဟင်းတွေငါမစားချင်ဘူး အထူးဆန်းပါလားအရင်ကဆိုငါကြက်တဲ့ဟင်းတိုင်းနင်းကြိုက်ပါတယ်အခုကနေကဘာဖြစ်နေရလဲ မိမရေကိုပြန်လာပြီထမင်းစားအောင် ကိုသာခူးစားလိုက်တော့အကိုခွန်မိုင်းရေအမကလေအခုရတဲ့ဘာဖြစ်နေမှန်းကိုမသိဘူးအခန်းထဲပဲဝင်ခွေနေရထမင်းကိုဆိုလို့ရှိရင်လည်းမစားချင်ဘူးပဲပြောနေတာဘာဖြစ်နေလဲမေးတာကြည့်လိုက်တော့ ဘာဖြစ်လို့လဲမိမနေမကောင်းလားဟမ်ထမင်းစားမယ်လေကွာ ငါမစားချင်ဘူး ဘာလို့မစားချင်တာလဲမိမရေ နန်းဆိုင်ချစ်တဲ့ဟင်းတွေကိုလေမစားချင်လို့တဲ့ဘာဖြစ်နေမှန်းလည်းမသိပါဘူး မိမဘာစားချင်တာလဲယောက်ျားကိုယ်တိုင်ချက်ကျွေးမယ်လေပြောလေ တကယ်ပြောရလား တကယ်ပြောတာပေါ့ဘာဖြစ်လို့လဲမိမရေဘာလဲယောက်ျားချက်ကျွေးတာမစားချင်ဘူးလားအဲ့ဒါဆိုရင်တရုတ်ကြီးဆိုင်ကခောက်ဆွဲကြော်လားကုန်းမောင်ကြော်လားပြောလေ အမနင်စားချင်တာကိုပြောလိုက်လေဒီမှာအကိုခွန်မိုင်းကလုတ်ပေးမယ်ဆိုတဲ့ဟာကို စားချင်တာတကယ်ပြောရမှာလား တကယ်ပေါ့မိမရေပြောကိုမိမဘာစားချင်လဲကိုမိမစားချင်တာအကုန်ဖြစ်စေရမယ်ပြော အမဲသားအမဲအသေးကိုလေမဆလာနိုင်ချင်းနဲ့ချက်တောင်စားချင်တော့ အမမဖြစ်နိုင်တာကိုပူစားနေပြန်ပြီနန်းကြိုင်တို့တရားလုံးကအမဲသားကိုရှောင်ကြရလေစားတဲ့သူတိုင်းကိုလည်းမကောင်းဆိုးပါလို့တတ်မှတ်ကြတာနင်းသိရသားနဲ့အဘကွန်ဘော်တို့အရင်ဟိုတခါခိုးစားလို့ရွာပြင်ထုတ်ခံရတာလေနင်းအတိပဲမဟုတ်လား ဟဲ့ငါစားချင်နေရလေဘယ်လိုလုပ်ရမှာလဲအကိုချက်ကျွေးမှာလား အကိုခွန်မိုင်းအမကိုအလုံးမလိုက်နဲ့နော်တအုပ်တနောက်ယူမိလို့ရွာပြင်ထွက်နေရတာဘသူကခေါ်ချင်ပြောချင်လို့လဲအခုအမဲသားသာချက်ကျွေးလိုက်လို့ရွာတွေကတိသွားလို့ရှိရင်မိုးမိလောင်မှာနော် မိုးမီလောင်လဲငါစားချင်တာကိုစားမှာပဲအကိုချက်ကျွေးမယ်မလားချက်ကျွေးနော် မမနော်ခလေးလည်းမဟုတ်ဘဲနဲ့ ဘာမှနေလည်းငါ့ကိုလာမပြောနဲ့ကြောက်ကြောက်ချက်ကျွေးမယ်မလားလို့ ငါမိမစားချင်တာပဲငါကိုယ်တိုင်ချက်ကျွေးမှာပေါ့နော် အကိုခွန်မိုင်း
အမကပြောကကတ်နေလားမသိဘူးနော် ပျောကကတ်တာမဟုတ်ပါဘူးညီမလေးရဲ့ချင်းချင်းတက်တာဟောဒီကိုဝင်ကြအောင်သွေးတောင်းတာလို့ခေါ်တယ်ညီမလေးရဲ့အခုလိုချိန်မှာ तू စားချင်တာမစားရင်ခလေးမွေးတဲ့အခါမှာအန္တရာယ်ရှိနိုင်တယ်ညီမလေးရဲ့ तू စားချင်တာစားရမှခလေးရောလူကြီးရောကျန်းမာပါ ထားပါတော့အခုအမစားခြင်းနဲ့အမဲသားကိုဘာမှသွားဝယ်မှာလဲရွာထဲမှာတော့ရမှာမဟုတ်ဘူးနော် ယောက်ျားအမေသားမစားရင်နန်းကသေမှာနော် ငါမိမစားချင်တာပဲရအောင်ရှာပြီးတော့ချက်ကျွေးပါမယ်ဟိုဘက်ရွာအမဲပေါ်တဲ့အိုက်ပြီးကိုယ့်ရဲ့တငယ်ချင်းသူ့ရွာမှာပဲသက်ရှာလိုက်မှာပေါ့ ဒုက္ခပါပဲအမဲသားတို့ကြီးဆွဲပြီးရွာထဲဝင်လာတာမြင်လို့ကတော့အနောက်ကရွာသားတွေလိုက်ပြီးပြဿနာရှာတော့မှာအမနင်းသွေးတောင်းတာလေအန်ဒီရများလိုက်တာ မပူပါနဲ့နန်းကြရင်ရွာတွေကသွားရတယ်ဆိုပေမဲ့ရွာပြင်ကသွားရင်ဘယ်သူမှမသိပါဘူးပြီးတော့ငါတို့နေတာရွာပြင်မှာလေငါတို့ချက်စားလဲဘယ်သူမှမသိပါဘူးမိမကိုကူပဲသွားလိုက်မယ်နော်ညနေကျရင်ပြန်ရောက်မယ်ဟုတ်ပြီလား ယောက်ျားမြန်မြန်ပြန်လာနော် စိတ်ချပါမိမရဲ့မိမစားခြင်းနဲ့အမဲသားကိုရအောင်ရှာခဲ့ပေးပါမယ်ဟုတ်ပြီလားကိုပဲတော့ပြီနော် စားရတော့မေမေတ္တာစားရတော့မေမေတ္တာစားရတော့မေမေတ္တာစားရတော့မေ မဲသားတင်းကတင်းမိမအတွက်မဲသားသွားဝယ်တာဆိုတော့ငါရလွတ်ကွက်တယ်ဝင်ပြီပေါ့ငါပိုင်နဲ့မှပျော်ပါပြီရတဲ့ဒေတာတက်ဆုံတော့တင်းတမိသားစုလုံးဒုက္ခရောက်ကြတာမှတ်လိုက်ပြန်တော့ အမနင်အိမ်ပေါက်ဝမှာထိုင်ဘာလုပ်နေ ငါယောက်ျားစောင့်နေရလေသူပြန်လာငါအမဲသားစားရတော့မှာ အကိုခုံမိုင်းထွက်သွားတာမှရွာလွန်လောက်ပဲရှိအောင်မယ်နင်ကလေကဲကိုကဲတယ်တိလားငါဒီမှာခလေးတွေခေါ်ပြီးကြာကန်ဘက်ခဏသွားလာအောင်မယ် အေးခလေးတွေကိုလည်းဂယူးဆိုင်နော်ငါသားနဲ့ငါတမီကန်နဲ့မစင်းစင်းနဲ့ကြားလား ငါသိပါတယ် ပြီးတော့သွား သွားမယ် ငါမိမတော့ငါနဲ့အမဲသားတွဲကိုမြင်သူအရန်ပျော်သွားမှာသူပျော်ရင်ငါလည်းပျော်မှာဒီပြီးဆက်မဆလာလေးနဲ့ငါလက်ရတဲ့အစွမ်းပြလိုက်လို့ရှိရင်တော့ဟာမိမရေငါပြန်လာပြီဟာ ပျော်နေတင်းကပျော်နေမကြခင်တင်းတို့ပျော်နေပြက်စရမယ်ငမိုက်သားရဲ့ ငါမိမတော့အားရပါရစားတော့မြင်အောင်သေးกว่า ဟဲ့ Meda. Yo bien a toa en chare. Yo haré a to. Meda. Meda. Ngã meda đi quay lại đây. Ngã mấy bà sao mà meda đi quay lại đây. Ngã mấy bà sao mà meda đi quay lại đây. ခမိုင်းဘာလဲအော်သွားရလဲ သူမိမတဲ့မဲသားတွေဝယ်လာတယ်အော်သွားသလားလို့ ခုံမင်းတွေရောမဲသားတော်ကြီးဆိုရွာထဲဖြတ်သွားတယ်ဗျဘာလို့ဖြစ်ကုန်ပြီလဲမသိပါဘူးဗျာ ဒီနေ့ငါအိမ်မှာမဲသားချက်ထားမဟဲ့စားခြင်းတဲ့လူတွေလာခဲ့ကြဒါပေမဲ့ငါမိမစားလို့ကြံပါမင်းတို့စားရမယ်ဟာ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 စားခြင်းတဲ့လူလိုက်ခဲ့ကြကွာစားခြင်းတဲ့လူလိုက်ခဲ့ကြကွာ ဒီကောင်ကြွားပြမနေဘာရှောက်လို့နေမသိဘူးပိုင်ရဆိုင်တွေကမကြိုက်ဘူးကွာ အာနန်းလိုက်ကိုယူလိုက်ကြတဲ့ဒီကောင်ရွာစည်းကံဖောက်လိုက်တာအခုလဲကြောက်စရာကောင်းလို့ကိစ္စကိုထပ်လုပ်လိုက်ပြန် င
ဒီကောင်တော့ဒုက္ခရောက်တော့မှာဗျာ ဒီကောင်လှုပ်ထားလို့မရတော့ငါတို့လိုက်ကြည့်မှရမယ် လာတော့မနာ မိမရေအကိုမင်းစားကြည့်မဲသားလေးပါလာကွီကွာအမေသားငါစားမယ် ငါစားမယ်ပေးသား နန်းလာဒီဘာလုံးတာလဲဒီဘာဖြစ်နေတာနန်းလာခွိုင်းဒီမင်းကဘာလုပ်နေလဲ ဘာမှမလုပ်ပါဘူးဘာမှမလုပ်ပါဘူး နန်းလိုက်စားနေခုနမင်းရွာထဲဖြတ်ပြီးဆွဲသွားမဲရတော့မလား ကျုပ်မဖြတ်ပါဘူးကျုပ်ကြတယ်မဖြတ်ပါဘူး မင်းကိုယ်တိုင်အမဲသားတွေဝယ်လာတယ်လို့អော်ရလေပြပြောင်းလိုက်နဲ့ငါတို့ကဲတော့လိုက်လာတာ ဟုတ်ပါဘူး နန်းလိုက်ကမဲသားသိန်းနေစားနေပြီဆိုတော့မင်းတို့ကမကောင်းဆိုးရတယ်ဖြစ်နေပြီပေါ့ ကြောက်စရာကောင်းလိုက်တာကွာသူတို့တခုလုံးမှဖြစ်မယ်ကွာ မဟုတ်ဘူးမင်းတို့ထင်လို့မဟုတ်တော့မင်းတို့မတရားမလုပ်ကြနဲ့နော် ဟုတ်တယ်ငါတို့ရောဒုက္ခပေးတော့မှာ ငါတို့ကိုယ်တိုင်မြင်တယ်မင်းလိမ့်မနေနဲ့သူတို့လည်းဖမ်းကွာ မဟုတ်တော့ဆရာဗျာမင်းမဖြစ် ဟုတ်ဘာဖြစ်သွားလဲမသိ တပီးတော်တို့ကဲပါအောင်ဗျာ ကျွန်တော်တို့တခုဝင်တိုးသွားသလိုပဲဗျ ဟေ့အနံဆိုးလေးရရတော့ဘာဖြစ်တာလဲမသိဘူး မကြောက်ကြပါနဲ့အခုဘာမှဖြစ်တော့ပါဘူးဘာတွေဖြစ်တာလဲပြောကြသမောင် တပည့်တော်တို့ကခွန်မိုင်းအမဲသားတွေဆွဲပြီးရွာထဲဖြတ်អော်ရတော့ကျောင်းမှန်သိအောင်လာကြည့်တာပါဗျာ တပီးတော်အမဲသားဝယ်တာမှန်ပေမဲ့ရွာတွေကမဖြတ်ခဲ့ပါဘူးဗျာ ငါတို့အားလုံးမြင်တယ်ကွာ မင်းမနေနဲ့နော်လှုပ်တော့လှုပ်ပြီးအခုမှကြောက်မနေနဲ့ ကျုပ်တကယ်ပြောတာပါဗျာ အမဲသားသွားဝဲတဲ့တကရှိမှာပူးကလာတဲ့မိစ္ဆာကတကမာလေးကြီးပြောင်းပြီးခုလိုဖြစ်ကုန်ကြတာပဲကွယ်အတိတ်တွေပြောက်ကုန်ကြတာဗော ငါတို့ရောမှာအမဲသားမစားဘူးလို့တားမြစ်ထားတာငါတို့ဘိုးဘွားတွေလက်ထက်တည်းကအဲ့ဒါမင်းမသိဘူးလား သိပါတယ်ဗျာသိပါတယ်ကျုံမိန်းမဒီကလေးရမှာအမဲသားစားခြင်းနဲ့လို့ချင်းချင်းတက်လို့ကျုပ်စီစဉ်ပေးရတာပါပြီးတော့ကျုပ်တို့ကရွာပြင်မှာနေတာဆိုတော့ယူလို့ရတယ်ထင်ပြီးတော့မှယူလာခဲ့မိတာပါ မင်းတို့ရွာပြင်မှာနေရဆိုမဲ့ငါတို့ရွာရဲ့ပိုင်နေပဲကွာအမဲသားစားလို့ရွာခိုက်တယ်ဆိုတာအားလုံးသိတယ်အခုကိစ္စကပြောကားကြောင့်ဆိုမဲ့မင်းတို့အမဲသားစားတာတရွာလုံးသိသွားပြီကွာမင်းတို့ဘယ်တော့မှရွာထဲဝင်လာဖို့မစင်းသားနဲ့ ဟုတ်တယ်ကွာဒီကိစ္စကိုမင်းမိန်နဲ့မှမြို့သွားနေလို့သူတို့သိတယ်တားမြင်ပါပဲကွာ ဘုံဗျာဒီကိစ္စကိုတင်းတင်းကြပ်ကြပ်လေးတားမြစ်ပေးပါဗျာ မှန်ပါတယ်ဗျာအခုချိန်သူတို့ရွာထဲဝင်လာရင်အားလုံးထိတ်လိုက်အောင်ပါဗျာ အေးဘယ်သူမပြုတ်မိမှုဆိုတော့တကားတို့လိုက်နာမှာဗောကို့ကြောင့်သူများစိတ်ဆင်းရဲတယ်ဆိုရင်တကားတို့ကလည်းအကုသို့ဖြစ်စေတယ်ဆင်ញင်လိုက်ကြတတိတတအဝေယဟုတုဗျာဗျာဟုတုဒီကဟုတုသူကအတဏပိကရတုဒုက္ခမုဇာတိယထာမေကမောသမတ်လှည့်စမ်းမှာတော့လှည့်စမ်းမှာ တာတာပကကစင်ကမတီဤတော်စီတော် အိမ်ဆန်တော့လိုက်လာတော့မခိုင်းလိုက်လာတော့မလုံလုံရှင်းအောင်လေလားအောင်လေမညို့ဆဲဒီလိုလှည့်စမ်းမှာတော့ စာတာ ဘလို့နေလဲတက်တာ အိစိတ်တော် ဟုတ်ပြီစင်ကမတီ နည်းနည်းအားဆိုင်ကြ ဤတော်စီတော်အိစံတော်လောကဓာတုနိအတ္တဟောနာစာတာယအိစိတ်တော်တာတာစင်ကမတီဤတော်စီတော်အိစံတော်လောကဓာတုနိအတ္တဘာဝနာစာတာယအိစိတ်တော်တာတာပကပေစင်ကမတီဤတော်စီတော်အိစံတော်လောကဓာတုနိအတ္တဘာဝနာစာတာယအိစိတ်တော် ခလေးကတော့ရှင်းဖို့လည်းကျမတိုးမေးပါနေတိုးမေး ဤတော်စီတော်အိစံတော်လောကဓာတုနိ ဒီကညက်တာစာတာယ နည်းနည်းအားဆိုင်ဟုတ်တော့ဘယ်ချိန်မှာပေါ့နားလိုက်တာနော် အိစိတ်တော်တာတာပကပေ
စင်ကားမှာဤပြည်စီဝေးလောကဒီတခါအချင်းထိုက်ရလို့ရတော့နင်တို့တစ်မျိုးလုံးပြုတ်ပြီသားမငါဘယ်သူမှလည်းတားလို့မရဘူး အကို စိတ်ချပါမိမရဲ့လုံးဝမမားစရာဘူးဟိုမှာပေါက်တူကိုအစင်သင်းချထားပြီးသားလုံးဝမမားစရာဘူးဆရာတော်ပေးထားတဲ့ဂါထာမန္တန်လေးကြောင့်ဘယ်အနောက်ရှက်တားစီးမှလာလို့မရအောင်စိတ်ချမိမအကိုခုမိုင်းနန်းချိန်မှာလိုက်ခဲ့မယ်လေအမခံလို့မရအောင်ဆိုတော့ဝိုင်းကူလို့ရအောင်လို့ပါ ဟိုနင်းရလေဟိုမှာငါသမီးနဲ့သားကိုနင်းထိန်းတာငါသားလေးလို့သွားမယ်ငါသားလေးလို့သွားမယ် ငါတို့မိသားစုအတွက်တားစင်ကြိုးလေးတကြိုထပ်တိုးပြီပေါ့ဝမ်းသာလိုက်တာသူ့အတော်နဲ့တော့ဟုတ်နေကြတာပဲ ကားငယ်လေးရေပပေရဲ့အချစ်ဆုံးလေးရေပပေချစ်ဆုံးလေးရေ ကိုကလေသားသမီးတွေမွေးထားတဲ့မှာဒီအငယ်ဆုံးလေးအရန်အကဲပို့လုံးတယ် အငယ်ဆုံးသားလေးမို့အချစ်ပို့တာပေါ့ကွာအမေလည်းကိုယ့်ကိုချစ်ပုံမှာပဲနော် ပို့တာပေါ့ကိုရဲ့နန်းလဲမိခင်ဘွားရောက်မှကိုချင်းစာမိတယ်တူးလဲတူးမှုလို့အချစ်ပို့ရတယ်လို့အငယ်စုလဲတနှောင်းမှုလို့ရင်နဲ့မဆက်အောင်ချစ်နေရတာပဲလေ အမေနဲ့မှနေကောင်းကြရလားမသိဘူးရွာထဲကိုဝင်ခွင့်မရှိဘူးဆိုတော့အမေနဲ့အမကိုတွေ့ဖို့တော့တော်တော်ခက်ခဲသွား အားမငယ်ပါနဲ့ကိုရဲ့အစင်ပြေနဲ့တနေ့မြို့တက်နိုင်ရင်အကိုအမေနဲ့အမကိုတွေ့နိုင်တာပဲလေ ဟုတ်တယ်အခုကြိုးစားမယ်ကွာတားငယ်လေးကတော်တော်အကျိုးပေးတယ်ကွာအခုဒီနေ့ရွှေပဲသီးဆိုင်မှာရွှေပဲသီးတွေဈေးကောင်းချက်ကွာအဲ့ဒါရွှေပဲသီးတွေပိုးမကြောင်မြို့တက်ပြီးတော့အခုပိုးသက်စီတော့ဝယ်မလို့ ကောင်းတယ်ကိုမြင်မြင်သွားမြင်မြင်ပြန်လာနော် တားလေးရေဖေတွားရမယ်ကဲတော်ပြီနော်မမ ညကိုမိုင်းဘယ်သွားမလို့
ငါမျိုးတက်ပြီးပိုးသက်စီတောက်ဝဲမလို့မင်းရောမှအောင်မလား ငါဒီနေ့ပြန်မှာကွာပိုးတက်စီဆိုတာပြင်းမှာကောင်းတာနော်အဲ့တော့ဆေးတို့ငါအိမ်မှာမထားဘူးစိုက်ကဲထဲမှာပဲထားတာ အေးမင်းကဒီနေ့ဖျမ်းမယ်ဆိုတော့မင်းဆိုင်ခင်ကပိုးတွေငါဘက်မြန်ကူးလာမလားမသိဘူး ဘူပါနဲ့တကယ်ကြီးဟာငါစိုက်ကင်းနာကဲနေမင်းစိုက်ကင်းကိုငါပိုက်ပြီးတယ်လို့ဖျမ်းမိမှာပါနောက်နေ့မစ်ဆက်ဖျမ်းလိုက်ပေါ့ဒီကောင်တွေကိုအပြုတ်တက်နိုင်မှာငါတို့စိုက်ကင်းနဲ့အထွက်ကောင်းမှာကွာ ကျေးဇူးရတဲ့ငယ်ချင်းငါပြန်လာလို့အချိန်မင်းဆက်ဖျမ်းလိုက်မယ်ဒါမှဒီကောင်တွေပြေးလမ်းမရှိမှာမင်းရောပါမအောင်မလဲ မှာတော့တကယ်ငါစိုက်ကင်းနဲ့တော့စစ်သွားပြောင်းတော့မယ်အေးမြန်တော့စောစောပြန်လာပါကွာ အေးပါငါလည်းဒီနေ့ဆေးဖျမ်းမိကိုပြန်လာခဲ့မယ် အေးတော်တယ်အေး မမနန်းကြိုင်ဝတ်သွားလျှော်မလို့အနည်းတွေကလည်းပုံနေပြီတိလားအဲ့ဒါကလေးတွေကလည်းတိတ်လို့မရလို့အလက်လေးကိုခေါ်သွားမယ်နော်အကြီးမအောင်တော့မမခိုင်းကြချင်းခေါ်ခိုင်းလိုက်တိလားသမီးရေသမီးကြီးရေခဏလာအောင်သမီးရေ အမိုက်မှာထွက်လာကလေးလည်းပြင်းမှာလည်းပိတ်ရိတ်ကျူနေငါဘာမှလုပ်လို့မရဘူးဒီတော့ငါဘာလုပ်ရမလဲငါဘာလုပ်ရမလဲ သမီးကြီးရေအမေခေါ်နေဒီခဏလာပါအောင်ဆိုဒါငါတော့ခွင့်ရဟဲ့သမီးကအမေခေါ်နေမကြောက်ဘူးလားသမီးရဲ့ ကြားတယ်ဘာလို့မလို့လဲ အမေဖိုက်ဆောင်လို့အမေတခုခုလုပ်ပေးပါလားသမီး ပြီးရောမေဆောလိုသမီးလေးကຢာတဲ့ရွှေပဲသီးတွေခူးလာတာပဲ
သားလေးနန်းလိုက်နန်းလိုက်နန်းလိုက်လေးပါဘူးနန်းလိုက်ပါဖြစ်တာနိုင်ကြိုင်သမီးကြီးနေတော့ပဲပါလေနန်းလိုက်ကမိမဘာလို့တတ်တာလဲ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 ဘာဖြစ်နေကြလဲဝေးဘာဖြစ်လဲဒီပါသေးပြီဟာသေးပြီမမတာလူလေးလာရဲ့နာလာ ကြောက်ဖို့ကောင်းလိုက်တာဆရာရဲ့ ဟုတ်တယ်နော်အမားကိုအမားမသိလို့အချင်းချင်းထပ်มาပြီးတော့ဘဝပါပြက်ကုန်တာပေါ့ ဒါပေါ့ကွယ်အမားကိုအမားမှမသိတဲ့အပြင်ရှေ့လူကြီးတွေရဲ့အစင်လာဖြစ်တဲ့တူးတနောင်းမယူကောင်းဘူးဆိုတော့ဇွတ်အတင်းတွေစီစဉ်ကြတဲ့အခါကျတော့အခုလိုကြီးကွဲစရာတွေဖြစ်ကုန်ရတာပေါ့ကွယ် အဲ့ချစ်သူနှစ်ယောက်ရဲ့အကြောင်းဆရာတိတိကျကျပြောနိုင်နေနော် ပြောနိုင်တာပေါ့ကွယ်ဥခွန်မိုင်းနဲ့ဒေါ်နန်းလိုင်းဆိုတာဆရာရဲ့မိဘတွေပဲကွယ်တော်ရီအားလုံးကျမ်းမာချမ်းသာကြပါစေကွယ်ဓမ္မတွေကနှက်ကောင်းနှက်မြက်တွေနဲ့အတူအဘဝိဇ္ဇာတွေရဲ့မေတ္တာတမ်းနဲ့အားလုံးကျမ်းမာချမ်းသာကြပါစေကွယ် ထူးဆန်းလိုက်တာကိုဖြိုးရဲ့ဆရာရဲ့ကလေးဘဝကိုခက်ခက်ခဲခဲဖြတ်တန်းခဲ့ရမှာပဲနော် အရက်တောက်ရင်မူးတယ်မူးရဲ့အရာအားလုံးကိုမေးနန်းလိုက်ငါဘလောက်ပဲမူးမင်းတို့ကမေးလို့မရဘူးလောကကြီးကမတရားဘူးငါချစ်တဲ့မိန်းမငါနဲ့ခွေးရတယ်ကွာနားလိုက်ရေဘာလို့အောင်တရားနဲ့ထားခဲ့ရလဲကွာမတရားဘူးမတရားဘူးငါချစ်တဲ့မိန်းမနဲ့ငါခွေရတယ်ငါမိန်းမဘယ်သူတတ်လိုက်တာလဲမင်းတတ်တာငါမိန်းမကိုမင်းတတ်တာမင်းကိုမွေးလို့ငါမိန်းမသိရဟဲ့တော့အကိုမိုင်းဘာလုပ်တာလဲခလေးမှာဘာပြေးရှိလို့လဲ သူ့ကြောင့်ငါမိန်းမသိရတာသူ့ကြောင့်ငါမိန်းမသိရတာလေ မဆိုင်လိုက်တာဒီပဲခလေးကဘာလုပ်နိုင်မှာမို့လို့လဲအမသေးတာဟုတ်တယ်စေးချမ်းတာရွှေပဲသေးစားမိလို့သွေးရန်သေးတာဘယောခကြောင့်သေးတာလို့တရားလုံးကပြောနေကြတယ်အဲ့ကြောင့်ပြောတာပေါ့အမစားခြင်းနဲ့အမဲသားမကြွေးပါနဲ့လို့နန်းချိန်တားခဲ့တာအဲ့ဒီအမဲသားဝယ်တဲ့နေ့အောင်ဘာတွေဖြစ်ခဲ့လဲဆိုတာအကိုမိုက်အသိဆုံးပဲလေကလေးနဲ့ဘာဆိုင်လို့လဲ မသိဘူးဟာဒီကလေးကငါတို့မိသားစုအတွက်တော့ကြိုးကောင်းပဲသူ့ကိုမွေးလို့ငါမိန်းမသိသွားတာအခုသမီးကြီးကလည်းယူနေပြီသားလက်ကလည်းမိတဆိုးပြစ်သွားပြီဘာဖြစ်မှမငါမသိတော့ဘူး你可以把钱扣不啦那种，哎，你就把钱你扣不啦那。ချမ်းမြေထွက်ပြီးဘလို့မျောနေရလဲမခန်းကိုမျောနေတာဩဘာလဲသူ့ရှိမှရစရာရှိလို့လား
ငါစိုက်ပေးပါမယ်ဟဲ့သူအစင်ပြေမှပြန်လိုက်ပေါ့ မဟုတ်ရပါဘူးအေးမခန်းရောက်နဲ့ဖျဲသီးသိတ်ကိုအားပေးမလို့မျှော်နေတာပါသူခမရပထွေးလောက်စားမစားခြင်းလို့သူဘာသူရှာစားနေရတာတရွာလုံးလည်းသိတဲ့အတိုင်းပဲသူ့အမေခမရလည်းငင်ကံမကောင်းရှာပါဘူးအေးတပင်လဲလို့တပင်ထူးဆိုပေမဲ့ပထမယောက်ျားတုန်းကလည်းဘိန်းစားသူ့အမေကိုပဲရှာကျွေးခဲ့ရတာဟောနောက်တစ်ယောက်ျားပြန်တော့လဲရှာတော့ကျွေးပါရဲ့အရက်သမားဗယန်းပရာဆိုတော့အေးခလေးတွေစိတ်မအေးရပါဘူးအေး မုတ်ခမ်းလေးကလည်းအရွယ်လေးရောက်လာပြီဆိုတော့လှသွေးကြွလာပြီလေလှသွေးကြွလာပြီဆိုတော့ညီသူတိုင်းကလည်းငေးပြီလေသူ့ပထွေးကြီးကလည်းယောက်ျားဆိုတော့သူလည်းဘယ်နေခြင်းပါမလဲအေးဟုတ်ပါတယ်အေးပထွေးဆိုတာမျိုးကလည်းမေပါသမီးကိုလိုက်ပွဲလို့သဘောထားနေကြတာသူလည်းရှာကျွေးနေရတာဆိုတော့ဟိုလင်းတယ်လို့အချိန်မရွေးခလင်းတယောက်ကိုဆွဲစားနိုင်နေအေး အဲ့ဒါတွေကိုမိုးခန်းလေးကတီးလို့သူ့ပထွေးရဲ့လှုပ်ဆောင်မစားပဲသူတို့ညီမနှစ်ယောက်သုံးဖို့အတွက်ကိုသူကိုယ်တိုင်ထွက်ရှာနေတာဟိုတနေ့ကဆိုရင်လေရွာတောင်ပိုင်းကဥအိုက်ပီရဲ့သားကလေသူ့ရဲ့လက်ကိုဆွဲပြီးတော့လေချစ်တယ်လို့ပြောတာကိုလေပါဆွဲရိုက်လိုက်တာများလေထမင်းတော့မစားနိုင်ဘူးကောင်းလိုက်တာအေးအဲ့လိုမိုးခန်းလေးဇက်ဇက်ကျဲမှလေဖယံပရာကောင်းနေမှတ်မှာတဲ့ဘာလို့မိုးခန်းလေးကနောက်ကျနေရလဲမသိဘူးအိုးလာမှာပေါ့အေးဖျဲသည်မကုံသေးလို့နေမှာပေါ့ဒါနဲ့ငါသွားတော့မယ်နော်သူပြန်လာလို့မကုံသေးဘူးဆိုလို့ရှိရင်ငါစီကိုလွှတ်လိုက်ငါအားပေးလိုက်နော်ဒီလည်းငင်းတော့ပေးနော်အိုးစိတ်ချပါအေးသွားတော့ ဟဲ့မနေလာလားနေကိုပြန်လာလားနေကိုပြန်လာလားဘာနေလာပြန်လို့နေဘာနဲ့မစင်းနဲ့နေသမီးတော့လူမားွားတယ်နော်ဟမ်ငါလောက်ကင်ကျိုးရတဲ့မျက်နှာတော့မထောက်ဘူးဟမ်ငါနေမနေမကောင်းဆိုဇက်ကြောလေးနှိပ်ခိုင်းတာဟုတ်ဟမ်ငါ့ကိုမထီးရင်မကိုင်းရင်ယွန်းလို့ရှားလို့မတူတော့မနာတော့နဲ့တော်လူမားွားတဲ့ကောင်မလေး ကိုကျော်ထွန်းကျမသမီးတွေကိုနင်းနေတော့နားလည်းပေးပါရှင်သူတို့မှအရွယ်ရောက်လာပြီလေသူတို့ငယ်ငယ်တုန်းကဆိုရင်ရှင်ခိုင်းသမျှဘာမဆိုအကုန်လုပ်ပေးတယ်ကျမသမီးကြီးဆိုရှင်အရက်ဝယ်ဆိုရင်လည်းဝယ်ပေးတာပဲမှတ်လားအခုသူတို့မှအပြူလေးတွေဖြစ်လာပြီလေအဲ့ဒါတော့ရှင်နည်းနည်းနားလည်းပေးပါရမယ်နော်ရှင်ဟာလေပထွေးပြီးပထွေးစိတ်ကိုမွေးလို့လေ ဟာအော်နင်တို့ကငါ့ကိုပထွေးလို့တတ်မှတ်တယ်ပေါ့အေးငါလည်းပထွေးပြီးသားပြတော့ဟာနင်သမီးနှစ်ယောက်ကိုငါဘာလုပ်ပြန်လို့နင်စောင့်ကြည့်နေ ဘာပြောလဲကိုကျော်ထွန်းတော့ရှင်ကျမသမီးတွေကိုဘာလုပ်လို့လဲရှင်မမရိုင်းနဲ့နော်လူကမွေးပြီးလူစကားပြောကျမလို့မိမတော့မမိုက်လွန်းလို့ရှင်လို့အရက်သမားမရားဘွားနဲ့စောက်ပြတ်တတ်နေတာကျမသမီးတွေကိုရှင်စိတ်နဲ့ပြစ်မှလို့မတော်ထီရောလောက်ဝေရှင်ကိုကျမအသက်နဲ့လဲပြစ်ပါဘာလာနေလဲ လူဘာလို့ဟဲ့ရှင်မနဲ့လာနေကွာ ရှင်ကျမသမီးကိုလောက်တယ်လောက်ရတယ်ကျမသမီးကိုလောက်တယ်လောက်တယ်ကိုကျော်ထွန်းမမသမီး အော်ငါ့ကိုသွေးထက်အောင်လှုပ်တာဘယ်သူများလဲမှတ်တယ်တတိခဲမကြီးကိုဟဲ့လားအေးနင်ကငါ့ကိုသွေးထက်အောင်လှုပ်တော့ဟမ်နင်လည်းသွေးထက်အောင်ကလေးလားခြေပြမယ်နားလေလားဟမ်ရှင်မထိုးနဲ့လားနင်လည်းငါပြန်တတ်မှာလားရှင်တော့ပါနင်ပြန်သားနေလားဝါမျိုးပြန်မယ်မတောင်းပါနင်လည်းငါဘယ်လိုလုပ်ပြရမလဲ
အမေကြောက်လို့မဟုတ်ပါဘူးသမီးရဲ့သမီးတို့နှစ်ယောက်ကိုအမေပူလို့ပါစိတ်ပူလို့ပါသူ့ကြောင့်သိတယ်မလား तू ကလူမိုက်လေ तू မလုံနိုင်တာတော့မသူ့တပည့်တွေကအများကြီးပဲသမီးတို့ညီမတယောက်ကိုမြေလှမ်းပြီးရှာပြီးတော့ဒုက္ခတွေပေးတော့ပါအမေစကားကိုနားထောင်ပါသမီးရဲ့အမေနဲ့ညီမလေးကိုနှိပ်စက်နေတာလေသမီးကတော့မထိုင်နိုင်ဘူးမေရဲ့ဟုတ်ပါတယ်အမေသိပါတယ်သမီးရဲ့အမေကိုချစ်လို့ရှိရင်သမီးတို့ညီမတယောက်ဒီနေကနေထွက်ပြေးတော့လို့သမီးလေးတော့မေအမေဘာတခါလေးလိုက်ခဲ့လေမေရဲ့တခါလေးလိုက်ခဲ့နော်အမေလိုက်လို့မဖြစ်ဘူးအမေဘဝနဲ့အမေရှိပါသေးတော့သမီးလေးရဲ့သူ့အမေထိနာမှာသမီးတို့ညီမတယောက်ပြေးလို့လွတ်ပါဗောဒါဆိုအမေစိတ်ချသမီးညီမလေးကိုစောက်ရှောက်မယ်တော်အမေညီမလေးတော်အမေပြတော်ကြပါပြတော် 我那买它，对。是啊，这个冇嘛的呢，都让我家来做了，还一点了。ဒီကတဲ့နာစားတွေရောလက်တွေရောနှစ်ရက်လုံးတင်ရဆိုတော့နားကျင်တော့မရဘူးကွာရောက်ပဲမယ် ဘာလို့ဆရာတင်လိုက်မှာတော့ပြင်ပန်းခဲ့မှာပေါ့ ဒီမှန်းတော့ပေါ့ကွာငါတို့တွေလိုပြည်သူရဲတွေကပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ဖို့တဲ့အမြဲတမ်းကြံ့ခိုင်ကြမ်းမာနေမှာဖြစ်မှာမဟုတ်ဘူးလား ဟုတ်တော့ပါဆရာဘာလို့ဆရာမြို့သူလေးနဲ့ကြည်လူးချိန်တော့မရပဲပေါ့ ရပါဘူးကွာငါတို့တင်နာမြို့နယ်ဝေးတော့ထွက်ချိန်ဦးမရခဲ့ဘူးပြီးတော့တပတ်လုံးမှာစနေနေ့နဲ့နှစ်ရက်ပဲထွက်ခွင့်ရတာဘယ်မှသွားလဲချိန်မရပါဘူးကွာတခုတော့ရှိရကွာဖဲသီးတယ်မာလေးရဲ့အကြောင်းစဉ်းစားနေနေပဲချင်းကဘလို့ကုန်းလို့ကုန်းတော့မှမသိပါဘူးကွာ ဖဲသီးတယ်နော်ဆရာမဖဲသီးရောက်လားဟေ့မင်းလေဆရာမေမဖဲသီးရောက်လားကွာဆရာမေမမြို့ကြီးသူတထေးသမီးဖဲသီးရောက်လားကွာဖဲသီးရောက်တယ်ဆိုတာက ဟုတ်တယ်ဒီမျိုးရဲ့အလှဆုံးဖဲသီးတယ်လေးကိုပြောတာ ဩနမောကောင်ပြောတာထင်တယ်ဟုတ်လားဆရာဆရာနဲ့ရင်းနှီးလို့လား သူနဲ့ငါနဲ့ကအမှတ်မထင်ဆုံးနေကြတာပေါ့ဆုံးတဲ့နေ့မှာပဲသူ့ရဲ့အမူအရာလေးကိုငါဆိုလိုက်ပြီးတော့အဲ့ဒီနေ့မှာပဲငါမုံမှန်တင်နေသွားမှာဆိုတော့နောက်တစ်ခေါက်မဆုံးဖြစ်ကြတော့ဘူးပေါ့ကွာအဲ့ဒါလေးကိုပဲပြန်တွေးပြီးတော့ငါတတိယနဲ့ဆိုတော့ ကျွန်တော်တော့တော်တော်စိတ်ဝင်စားတယ်ကားစီးနဲ့ရှောက်သွားနေတဲ့ဆရာကလမ်းဘေးမှာဈေးရောက်နေတဲ့ပဲသီးတယ်နဲ့ဘယ်လိုဆုံကြတာဆရာ ဒီလိုကသူနဲ့ငါနဲ့ဆုံးမှာရန်ကိုစမ်းတယ် ဖျဲသီးစိတ်ချိုချိုအေးလေးဖျဲသီးစိတ်ချိုချိုအေးလေး ဟေးရခဏနေပါဦး ဘယ်နဲ့စိတ်ယူမှာလဲချိုချိုအေးလေးတွေပါချိုပါလေ ဖျဲသီးကချိုတာလားမင်းရဲ့အတန်လေးတွေကချိုတာဒါမှမဟုတ်မင်းရဲ့အပြုံးလေးတွေကချိုတာ မင်းကဖဲသီးသိကြတာဆိုတယ်မျက်နှာအနေထားလေးကမင်းသမီးရှုံးတော့တယ်ချစ်ချစ်စရာကြီး ရှင်းတော့ဘာစကားပြောရလဲဟာဖျဲသီးဝယ်စားမယ်ဆိုဝယ်စားစကားကိုရစ်တက်လာပြောမနေနဲ့ရုပ်တွေကကြာကူလီရုပ်တွေနဲ့ဒီမှာကျမောက်အဲ့ဒါမပြောနဲ့ပြောကြဖော်တန်းသွားပြောကြီး ဟာဆွာလာပြီလားရုပ်ကလေးကြည့်တော့တနာကမားလေးနဲ့မိကောင်းဖခင်သားသမီးဖြစ်ပြီနေပါစပေါက်ပန်းလေးနဲ့ပြောထွက်တယ်နော် ဒီမှာတွေ့လားရှင်တို့ရုပ်ရုပ်မှမှကြောင်းနဲ့ပြောနေတယ်တွေးတော့နာမဆန်းတော့မို့ခန်းကိုအိုးပွင့်သွားမယ် ထိုးရဲလို့လား ထိုးရဲဟာရလူရောက်ပါလေမို့ခန်းလာဆန်းနေဟာရေးစိုးလေမို့ခန်းဘာလဲအမေလည်းမသိဘူး ဒီရသွားတယ်ဟုတ်တယ်သူ့ရငါရောက်တော့သွား ဒီမှာရှစ်ကားဘယ်လိုမောင်းလိုက်တာလဲလူတယောက်လောက်လာတယ်မမြင်ဘူးလားအခုကျမဖျက်သီးပိုင်းပေါက်သွားပြီ ဒီမမီဒါကားလန်းကြီးအမိကကားလန်းလေကြီးမှရက်နေတာဘယ်သူမှားလဲမှန်လဲဆိုတော့ကိုယ့်အတူကိုစဉ်းစားအောင်စိတ်လေးလေးနည်းနည်းလျှော့ မရအောင်မကျမဖျက်သီးပိုင်းမှောက်သွားပြီလျှော်ပေးဒီမှာရှင်လျှော်ပေးလားမလျှော်ပေးလားပြောရှင်လျှော်ပေးနော် ကဲရော်ပေးမှာပါဒါလေးကိုဟိုဘက်တို့တာနော်ဘယ်လောက်ကြလဲဘယ်လောက်ရော်ပေးရမှာကဲပြော ဖျက်သီးဘိုးရဲ့ဘန်းရဲ့ခေါင်းဖူးရဲ့ဆေးကြောမှနဲ့ဘာနဲ့အားလုံး1000ကျတယ်1000ပဲပေး တောင်းမဲလား 1000ပဲရပြီတော်ပြီ ကဲရောက်တောင်းခွဲယူလား 1000ခွဲတော့ပေးပေးကျင်တတ်တယ် ဟောမိခဏလေးဟုတ်နာမည်လေးကဘယ်လိုခေါ်လဲမသိ မိုခန်းနမ်းမိုခန်းနဲ့တေချာမှတ်ထားနော် နာမည်လေးကလည်းလှလူလေးကလည်းလှတော့
ကိုကြီးရဲ့ရင်ထဲမှာဆွဆွမြဲမြဲမှတ်ထားလိုက်မယ်နော်နမ်းမခန်းရေးသူဒေါသထွက်ပုံထွက်နေလေကချစ်စရာလေးပါခုချိန်ကြီးငါအာရုံထဲမှာဆွဲနေတော့မှာကွာ ဟုတ်တော့တယ်ဆရာအဲ့ဖေးစစ်လက်ရတယ်ဆိုတော့တမန်တော့ပြောကြတာ ငါနောက်တော့မကြပါသေးဘူးနော် ဟိုအဲ့ဒါဆိုဆရာဝင်းဝင်းကန်ကျင်းတယ်လို့ပေါ့ပေါ့ မင်းကလည်းဟိုအဲ့လိုလည်းမဟုတ်ပါဘူးကွာဟိုအဲ့နေရာသူဒုက္ခရောက်တာလေးကိုကြည့်ပြီးတော့ဂယုဏတက်ဝင်ပြီးတော့ဟိုချစ်မိသွားတာပါ ဆရာအဲ့ကောင်မလေးကဆရာအရန်ကြမ်းပြီးပတ်စံအရန်ပတ်တာနော်ဆရာနေတော့သတိထားရမယ် ဘာဖြစ်ဖြစ်ကွာသူနဲ့စဆုံတော့သူ့ရဲ့မျက်နှာလေးကဖြူစင်တဲ့အရေးရောင်လေးတော့ငါတွေ့ရတယ် ငါဆရာတော့ငယ်မှုပြန်နေပြန်ပြီအခုမုံမဲ့တင်တန်းဆင်းလာပြီဆိုတော့ရာလူတိုးတော့ပါလေရာလူတိုးရင်နေပြောင်းတော့ပါဆရာတို့ချစ်ဆက်လန်းအဆွေးကနေဖြစ်တော့မှာပေါ့ ဒီတော့ကွာငါနေမပြောင်းရင်တော့သူနဲ့ချစ်သူကြီးစားတော့ဖြစ်သွားချင်တယ် ဟာဆရာအဲ့ဒါကြောက်တာပဲထားတာပါဆရာအစီပြောင်းလေကျွန်တော်အားလုံးစီနေပြီ ကောင်းပါရဲ့ မလေးငိုပါနော်တော့ဟဲ့တိတ်ပါတော့နေရလေလေအားရင်ငိုဖို့ပဲတည်တယ်နေဘဝမှာအပေါ်ဆုံးမျက်ရည်ပဲတည်တာငါနေအမအရင်မှာငါနေဘဝအဆဆလာတာဝန်ယူနိုင်ပါလေဟဲ့မငိုပါနဲ့တော့ ညီမလေးလေးပဲငိုချင်ပါလဲမမရဲ့ဒါပေမဲ့ညီမလေးကဝမ်းထဲလာလို့ရှိရင်မျက်ရည်ကသူ့လိုလိုကျလာတာမင်းနဲ့လည်းတစ်ခါမှခွဲဘူးတာမဟုတ်ဘူးညီမလေးနဲ့မမနဲ့လေတူတူသွားမယ်ဆိုတာကိုလည်းတွေးပြီးကြောက်တယ်ဒီမှာလည်းမနေချင်ဘူးပထွေးရံကလည်းရှိသေးတယ် ဟုတ်ပါတယ်ညီမလေးပြောရတယ်မှန်တယ်ဒီကောင်မမတူတဲ့တန်ကိုဖြစ်အောင်လုပ်ခဲ့တာဆိုတော့သူကမမတို့အခဲချင်မှာမဟုတ်ဘူးညီမရဲ့တနေ့တစ်ချိန်ကျရင် तू ကပြန်ပြီးဒုက္ခပေးဦးမှာအန်ရီလည်းပေးဦးမှာအဲ့တော့မမတို့ဒီကနေထွက်သွားကြမယ် မလေးတို့ကဘယ်သွားကြမှာလဲမမ နေဆက်မှာမမတငယ်ချင်းတယောက်ရှိတယ်နေဆက်မှာဆိုပတ်စံရှာတိတ်လွယ်တာတဲ့အဲ့ဒီမှာမမတို့တွေအလုပ်လုပ်မယ်ပတ်စံနေစုမယ်ကြီးပွားချမ်းသာလုပ်မယ်လေ ကောင်းတယ်မမကောင်းတယ်ဟိုပတ်စံနေအများကြီးရလို့ရှိရင်မမေကခေါ်ထားမယ်နော် ဒါပေါ့ညီမလေးရဲ့ဒီပထွေးလူယုံမှာလက်ကနေပြီးမမေကိုခေါ်ပြီးတော့မမရေညီမလေးရေမေမေရေပျော်ပျော်ပါပါနေကြမယ်လေ ပြောစရာကြီး 你ထွက်လာတယ်ဟေးနန်းကောင်းပါစေကောင်မဒီထွက်လာတယ်ဟဲ့ကောင်မဟဲ့နန်းကောင်းကောင်ထွက်လာတာမသားမတော်ကျင်းတော့နေထွက်လာခဲ့တော်ကျင်းတော့မှနေထွက်လာတာနေ ဘယ်လိုဖြစ်နေတာလဲဘာဖြစ်လာကြပြီတော့ ဘာဖြစ်လာမှာလဲဟမ်ငါအကြံသေးတယ်နေလုံးလိုက်လို့ပြက်ကုန်ပြီအလုံး ကျမဘာလုပ်လို့လဲ ဟာဘာလို့ရမလဲနေသမီးတွေထွက်ပြေးတော့နေလုံးပေးလိုက်တာမဟုတ်လားဟမ် အော်မလုပ်လို့ရမလားရှစ်အကြောင်းကိုသိတယ်လို့သမီးကြီးအကြောင်းကိုလည်းကျမသိတယ်အကုန်လုံးလူတက်ပွဲတွေဖြစ်ကုန်မှာပေါ့ ဟာအေးကိုအကြီးကောင်မဟမ်ငါ့ကိုဆော်ကားသွားတယ်ငါ့ကိုဒုက္ခပေးသွားတယ်အဲ့ဒါနေကြဟာနားလေလားနေကြဟာနားလေလား ရိုက်ပါရိုက်ရုံနဲ့မဟုတ်တက်ပြစ်လို့လည်းရတယ်ကျမအရှင်းမိမဖြစ်နေတာကိုရှင်းကျတဲ့လို့လုပ်လို့ရတယ် ကွာဟာဒီကောင်မကိုစော်ရီကဥချိုးထားလိုက်ရမှာကွာအလှကြည့်နေတာကငါမှားဖြစ်သွားတယ်ဟိုငါလည်းကလွတ်သွားပြီငါခံလိုက်ရပြီအဲ့ဒါနေကြောင်ပဲ ရှင်းတော့မမရိုက်နဲ့တော့ရှင်းစကားပြောတာနဲ့မမရိုက်နဲ့လူလိုပြော ဟဲ့ကောင်မနေပါစပိတ်ထားလိုက်စမ်းနေသမီးတွေနေဆက်ကိုရောက်သွားပြီနဲ့လောလောဆယ်နေကငါလည်းထဲမှာတစ်သက်လုံးငရဲကြသွားမယ်ငါတစ်သက်လုံးငရဲကြသွားမယ် ရတယ်ရှင်းကျတဲ့လို့ပြူရပါ သူများမိန်းမဆိုသူ့ယောက်ျားစားဖို့ဖွက်ဖွယ်ရချက်ထားကြတာမင်းကြတော့အဲ့လိုမဟုတ်ပါဘူးကွာ ကျမတော့တခြားသောမိန်းမတွေကိုအိမ်တွင်းမုတ်ထမင်းချက်ကြုံသားတာတော့မနေနိုင်ဘူး